လန်နိုင်ငံမှာကျောင်းဝတ်တက်ဖို့စဉ်းစားနေရတဲ့လူတိုင်းသိကိုသိထားရမယ့်အချက်၅ချက်ပထမချက်ကအိုင်ယာလန်က Brexit ပြီးနောက်ပိုင်းဥရောပသမဂ္ဂ EU တွေမှာခုတည်းတော့အင်္ဂလိပ်လိုပြောရတဲ့နိုင်ငံဖြစ်တာကြောင့် language barrier အတွက်လည်းလုံးဝစိတ်ပူစရာမလိုပါဘူးဒုတိယချက်ကတော့ရာသီဥတုနဲ့နေထိုင်မှုစိတ်ပါအိုင်ယာလန်ဟာဒီနှစ်ပတ်လုံးအင်းများဆူဆူပြီးမိုးခဏခဏရွာတက်တာမို့ဒီနဲ့ waterproof jacket တွေအမြဲဆောင်ထားဖို့လိုအပ်ပါတယ်နေထိုင်မှုစိတ်ပိုင်းမှာလည်းမြို့တော် template ကကုန်ကျစရိတ်ပိုများနိုင်ပေမဲ့ ACTV ရှိရာ waterfall လိုကမ်းခြေမျိုးလေးတွေမှာဆိုရင်ကျောင်းစိတ်နဲ့နေထိုင်စဉ်ပုံမတော်တာသွားတာမျိုးရှိပါတယ်တတိယချက်က Global Tech Hub ခွင့်လာမှာဂျာမနီမြို့ဟာ Google, Apple, Microsoft, TikTok နဲ့ Meta တို့လိုကမ္ဘာအဆင့်မီနည်းပညာနဲ့ဆေးဝါးကုမ္ပဏီကြီးတွေရဲ့ဥရောပရုံးချုပ်တွေအခြေစိုက်ရာနေရာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသားတွေအတွက်အဆင့်မြင့်လုပ်တဲ့ internship ခွင့်လန်းအများဆုံးတည်ရှိရဆိုရင်လည်းမမှားပါဘူး။စတုတ္ထချက်ကတော့အားလုံးသိချင်နေကြတဲ့ Two-year Post-Study Work Visa ပါ။ Ireland မှာ undergraduate ဘွဲ့တစ်ခုပြီးဆုံးတာနဲ့2နှစ်တန်းနေထိုင်အလုပ်လုပ်ပိုင်ခွင့် Visa ကိုတိုက်ရိုက်ရရှိမှာဖြစ်လို့ International Career အစပြုဖို့အကောင်းဆုံးဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့ GED, IGCSE ဒါမှမဟုတ် G12 အောင်မြင်ထားရုံနဲ့ Dublin City University TCU ဒါမှမဟုတ် Dublin International Study Center လို့ထိပ်တန်းကျောင်းကြီးတွေရဲ့ undergraduate လမ်းကြောင်းစီတိုက်ရိုက်လျှောက်ထားလို့ရနေရပဲဖြစ်ပါတယ်။ဒါဆိုစက်တင်ဘာအင်းတိတ်လည်းနီးလာပြီဖြစ်တာကြောင့်ပြင်ဆင်ရမယ်စာရဲနဲ့ဗီဇာပိုင်းဆိုင်ရာချိန်ယူရတာမို့ခုတည်းကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်နော်။မိမိတို့ရဲ့အကိုက်ညီမဲ့မေဂျာတွေကျောင်းသားကနေထိုင်ကုန်ကျစရိတ်တွေကိုသိချင်ရင်တော့ခုပဲ Clarity Education ရဲ့ချက်ပေါက်ကရည်စစ်အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။